ဒီနေ့ဆရာမျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ wish ရဲ့အသုံးပြုနည်း၃မျိုးကိုဆရာမျှဝေပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးဆရာတို့က wish ကိုဘယ်အခြေအနေမှာအသုံးပြုမလဲဆိုရင်ယခုလက်ရှိနဲ့ဆန့်ကျင်ဘက်အခြေအနေတစ်ခုကိုဖြစ်ချင်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တဲ့အခါမှာဆရာတို့က wish ကိုအသုံးပြုလို့ရပါတယ်။ဟုတ်ပြီနော်။ဆရာတို့ number 1ကိုကြည့်အောင် I wish I had more free time. I wish I had more free time. ငါမှာအားလက်ချိန်တွေပိုရှိရင်ကောင်းမှာပဲငါမှာအားလက်ချိန်တွေပိုရှိရင်ကောင်းမှာပဲဒါပေမဲ့တကယ်တမ်းကတော့ဆရာတို့အားလက်ချိန်ကပိုပြီးတော့မရှိဘူးပေါ့နော်အခုလက်ရှိနဲ့စန့်ကျင်ဘက်အခြေအနေတစ်ခုကိုဆရာတို့ကဖြစ်ချင်တာကိုဖော်ပြတာပေါ့ဆရာတို့ number 2ကိုဆက်ကြည့်အောင် I wish I had a car. I wish I had a car. ငါမှာကားရှိရင်ကောင်းမှာပဲငါမှာကားရှိရင်ကောင်းမှာပဲဒါပေမဲ့လက်ရှိမှာတော့ကားမရှိဘူးပေါ့နော်ဆရာတို့နောက်ဆုံးတစ်ခုကိုကြည့်အောင် I wish I could speak Chinese. I wish I could speak Chinese. ငါတရုတ်စကားပြောတတ်ရင်ကောင်းမှာပဲငါတရုတ်စကားပြောတတ်ရင်ကောင်းမှာပဲဟုတ်ပြီနော်ဆရာတို့က wish ကိုပထမတစ်ခုဘယ်အခြေအနေမှာအသုံးပြုမလဲဆိုရင်အခုလက်ရှိနဲ့စန့်ကျင်ဘက်အခြေအနေတစ်ခုခုကိုကိုကဖြစ်ချင်တယ်လို့ဖော်ပြတဲ့အခါမှာဆရာတို့က wish ကိုအသုံးပြုလို့ရပါတယ်နောက်တစ်ခုဆရာတို့က wish ကိုဘယ်အခြေအနေမှာအသုံးပြုမလဲဆိုရင်အတိတ်မှာကိုလုပ်ခဲ့တာမလုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့ဒီနောင်တရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တဲ့အခါမှာဆရာတို့က wish ကိုအသုံးပြုလို့ရပါတယ်ဟုတ်ပြီနော်ဆရာတို့ number 1ကိုကြည့်အောင် I wish I had studied hard. I wish I had studied hard. ငါစာကြိုးစားခဲ့ရင်ကောင်းမှာပဲငါစာကြိုးစားခဲ့ရင်ကောင်းမှာပဲဒါပေမဲ့တကယ်တမ်းကအတိတ်မှာကိုကစာမကြိုးစားခဲ့ဘူးပေါ့အခုမှနောင်တရတာပေါ့နော်ဟုတ်ပြီနော်ဆရာတို့ number 2ကိုဆက်ကြည့်အောင် I wish I hadn't bought this computer. I wish I hadn't bought this computer. ငါဒီကွန်ပျူတာကိုမဝယ်ခဲ့ရင်ကောင်းမှာပဲငါဒီကွန်ပျူတာကိုမဝယ်ခဲ့ရင်ကောင်းမှာပဲဒါပေမဲ့တကယ်တမ်းကတော့ဝယ်ပြီးသွားပြီပေါ့နော်ဆရာတို့နောက်ဆုံးတစ်ခုကိုကြည့်အောင် I wish I had called you last night. I wish I had called you last night. မနေ့ညကငါမင်းကိုဖုန်းခေါ်ခဲ့ရင်ကောင်းမှာပဲဟုတ်ပြီနော်မနေ့ညကငါမင်းကိုဖုန်းခေါ်ခဲ့ရင်ကောင်းမှာပဲဒါပေမဲ့တကယ်တမ်းကတော့ဖုန်းကမခေါ်ခဲ့ဘူးပေါ့ဒုတိယတစ်ခုဆရာတို့က wish ကိုဘယ်အခြေအနေမှာအသုံးပြုမလဲဆိုရင်အတိတ်မှာကိုလုပ်ခဲ့တာဒါမှမဟုတ်မလုပ်ခဲ့တာနဲ့ပတ်သက်ပြီးတော့နောင်တရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တဲ့အခါမှာဆရာတို့ wish ကိုအသုံးပြုလို့ရပါတယ်တတိယတစ်ခုဆရာတို့က wish ကိုဘယ်အခြေအနေမှာအသုံးပြုမလဲဆိုရင်အနာဂတ်မှာဖြစ်လာနိုင်ခြေနည်းတဲ့ကိုယ့်ရဲ့ဖြစ်စေချင်တဲ့ဆန္ဒတစ်ခုကိုပြောတဲ့အခါမှာဆရာတို့က wish ကိုအသုံးပြုလို့ရပါတယ်ဟုတ်ပြီနော်ဆရာတို့ number 1ကိုကြည့်အောင် I wish you would stop smoking. I wish you would stop smoking. ဟုတ်နော်မင်းစစ်လိတ်တောက်တာရက်ရင်ကောင်းမှာပဲဟုတ်နော်ငါမင်းကိုစစ်လိတ်တောက်တာရက်စေချင်ဒါပေမဲ့လို့ तू ကစစ်လိတ်တောက်တာရက်ဖို့ကတော့ဖြစ်နိုင်ခြေနည်းတယ်ပေါ့ဟုတ်ပြီနော် I wish you would stop smoking. မင်းစစ်လိတ်တောက်တာရက်ရင်ကောင်းမှာပဲဟုတ်ပြီနော်ဆရာတို့ number 2ကိုဆက်ကြည့်အောင် I wish it would stop raining. ဟုတ်ပြီနော် I wish it would stop raining. မိုးရက်သွားရင်ကောင်းမှာပဲဟုတ်ပြီနော်မိုးရက်သွားရင်ကောင်းမှာပဲဟုတ်ပြီနော်ဒါပေမဲ့မိုးရက်သွားဖို့အလားအလာတော့နည်းတယ်ပေါ့နော်ဆရာတို့နောက်ဆုံးတစ်ခုကိုကြည့်အောင် I wish she would listen to me. I wish she would listen to me. သူမငါပြောစကားကိုနားထောင်ရင်ကောင်းမှာပဲသူမငါပြောစကားကိုနားထောင်ရင်ကောင်းမှာပဲဟုတ်ပြီနော်ဆရာတို့တတိယတစ်ခု wish ကိုဘယ်အခြေအနေမှာအသုံးပြုမလဲဆိုရင်အနာဂတ်မှာဖြစ်လာနိုင်ခြေနည်းတဲ့ကိုယ့်ရဲ့စိတ်ဆန္ဒတစ်ခုကိုပြောချင်တဲ့အခါမှာဆရာတို့ wish ကိုအသုံးပြုလို့ရပါတယ်